ဒါပေးမလားအပေါ်လမ်းမှာ Guinevere Flicker တောင်းထားတယ်အော် PS ကိုတော့ခိုင်စီကတကယ်လုံရဲကင်ရတာနော်ဗလင်းနဲ့လက်ကောင်ပေါင်းတက်လိုက်တဲ့နေသားတခုမှာ Fabulous စတင်ပြီးတော့ရရှိသွားတယ်ဒီတာတင်ကတော့နည်းနည်းလေးဗရက်ဆိုင်နဲ့ခတ်သွားပြီရီဆန်ရှင်းပေးလိုက်ပြီ Dash ကပြရမှာမရတော့เนาะခေါင်းလေးကအဲ့လို fighter goal လိမ့်ကြီးအားသာချက်နဲ့ပြက်လာပြက်ရင်တော့ကောင်းတယ်မပြက်ရင်တော့1နဲ့ကြာတော့ဖြုံသွားနိုင်တယ်နော် KH ပြန်ခုတ်ခမ်းပြီးနောက်ဆုံးမှာတော့ HQ ပါပေါက်တက်ထားတယ်ဗျဗလင်းမဲ KH ကိုတော့ K ကောက်ခိုင်စီဘယ်ကုန်းခုံလန်ဒဖလေးနဲ့နှစ်ကောင်လို့တော့ကင်ပေါက်မဲ့နေတာ Violent နဲ့ Dash ကိုတော့အလှပဆုံး K ယူသွားတဲ့ဟန်ကိုလည်းမြင်နေရတယ်တစ်ဖက်မှာလည်း Zippy ပါဂျာညက်သွားပြီခတ်သွားပြီနော်အဲ့ပုံစံတိုင်းပဲတကယ်ဆိုင်သားကြီးကတကယ်ကောင်းတော့ငါးကောင်လုံးကြီးဆင်းလာပြီးတော့အော်ဖာဆာပါရလိုက်တယ်နော်မဟုတ်ပါစားဘက်ကလေးနဲ့အဲ့ဒီလာကျဲတာကိုလည်းဘင်းကပါစားအဲ့ဒီခါရဲဖြတ်ချေးရတည်ရမလားเนาะတို့တွေတမယိုးကြဖြစ်စင်နေနဲ့နည်းနည်းလေးတော့ကွဲထွက်စီကြတာတော့အမှန်ပဲဒါပေမဲ့လည်းเนาะအဲ့ဒီ line မကြီးအောင်လေးတော့တန်းနေပြီဖြစ်သွားပြီဟုတ်တယ်ဆူနာမီစလန်ဦးအောင်လဲနှစ်ယောက်တယောက် Zippy ပြတ်သွားပြန်ပြီဗျเนาะ Beautify လည်းမရှိတဲ့အချိန်ဆိုတော့စန်ကြီးလက်မတွေပါပြပြီးတော့အိမ်ထားတယ်စိုးလေလားမသိဘူး Dana Play နောက်ပါလေ Title Strike KH ဘယ်သူဖမ်းမလဲဆိုတော့စဉ်းစားနေတဲ့အချိန်မှာ Guinevere Violent နဲ့တွားတွေ့တယ်နောက်ဆိုအော်ဒီဆက်ရှင်မောင်နေရှော့ကောင်မရှောင်ရဟန်တာတယ်လည်းပြန် focus လို့ရဝိုင်းတယ်ဟိုမှာလည်း Kaizi Dana Play နဲ့လိုက်ပြီးတော့ Dash ကိုတော့ pressure ပေးနေတယ်ပဲ Dash နေနဲ့သွေးတစ်ဆက်လေးနဲ့လွတ်သွားတယ် New ကတော့တေးသွားတယ်ဒါပေမဲ့မလွတ်တော့ဘူးနော် Dash လွတ်သွားသေးတယ် Recall ထောက်တာလေးကလှအောင်ရတာနော်ဆိုတော့ New Go အဲ့ဒါ6ကွာလုံးတော့ထွက်သွားပြီဗျเนาะဒီဘက်မှာလေလော်လေးကိုတော့ YG စတော့လုံနေနေပဲမေးစရာရှိတာကို Falcon ထပ်ပေးဦးမှာဒီလိုဒီမှာလာတော့လာကြည့်အောင်မရှင်နေ Nothing to lose ကောလည်းမရဘူးရင်းနဲ့ကိုင်လီက purify နှစ်ကောင်ရှေ့တက်နေတာဆိုတော့နော်ကောတော့မပြီးတော့ပေးလိုက်ပါတယ်နော်ဆိုတော့လောကတော့ YG ရသွားတာတော့တေချာသွားပြီပေါ့နော် YG နေပါလေနေတာတချောင်းဆိုပေမဲ့တေချာသွားပြီလောရသွားတယ်ဆိုတော့ဒီလောနဲ့တော့သူတို့ဘယ်လိုတက်မလဲကိုလောတဲ့ Fasa Feather Airstrike PS မာလူကြီးကျဲနေတာလန်ဒဖလေးရောက်ကိုင်ပေါက်ထိုင်းတယ်မတော့ PS ဂျာညက်ဝိုင်းတယ်ပြတ်သွားတယ်ထင်းတော့ထင်းလိုက်တယ်ဘလို့မိသွားပြီဆိုတော့ Guinevere Violent နဲ့ထက်ကတိုင်းမတော့ New Go တကောင်မတေသွားတယ် Zippy ကိုပဲထပ်ဖမ်းထားတယ်ခိုင်စီလုံးကွက်နေကြီးပဲနော်ကျွန်တော်တို့ Zippy ဘလုံးမတော့အသက်မရှင်ငယ်ဘူးဗျခိုင်စီအကုန်လုံးသူဖမ်းသွားတာတို့၃ကောင်လုံးဟုတ်တယ်မဟုတ် PS စောစီပြန်ဖမ်းလိုက်ရမှာဟုတ်တယ်သူပေကျဲနေတာ Feather Airstrike ကိုနှစ်ယောက်တည်းနဲ့တော့ဘလုံးမကာလို့ရမှာမဟုတ်တော့ဘူးညီကိုတို့တလုံး only ပဲ YG ပြေးချိုးနေနေပဲGame number 2မှာလည်းရန်ကုန် Gladigo ဆက်လက်ပြီးအောင်ပွဲခံနိုင်ရရှိသွားတဲ့2-0ဆိုရရလဲနဲ့အမှတ်တမှတ်ကိုတော့ယူဆောင်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်တို့တွေချင်းခဲ့တဲ့နော်ဒါ Game 3သွားခိုင်စီကသွေးဆိုးခိုင်စီကသွေးဆိုးနေတာခိုင်စီကသွေးဆိုးနေတာညီတို့နော်